ဒေါ်အောင်ဆန်းစုကြည်အတွက်ကဖမ်းပြီးတော့ထောင်ထဲထည့်ထားတာဒီသူ့အတွက်တက်တာပါပဲအားလုံးပဲမင်္ဂလာပါကျွန်တော် channel အနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကျွန်တော်ဒီရက်မှာဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ပတ်သက်လို့ကောလာဟာတာတွေလိုင်ထွက်တဲ့ AI ဓာတ်ပုံတွေနဲ့အခုဒီမှာဝေကမှာထောင်ထဲကပြန်ထွက်လာတဲ့ငါးမင်းဆွေနော်ဦးငါးမင်းဆွေဘာပြောထားလဲဆိုတာကြည့်ပါမေစုနဲ့ပတ်သက်အဲ့တော့ထောင်ကြတိုင်းမကောင်းတာတော့မဟုတ်ဘူးကိုယ့်ပေါ်မူတည်တယ်နော်ကိုယ့်ပေါ်မူတည်တယ်ကိုကထောင်ကြသွားပြီဆိုတော့ပြီးတော့စိတ်ဓာတ်တွေကြဆင်းပြီးတော့အဲ့လိုတမိုင်မိုင်ထွေးနေတော့တမျိုးပေါ့ဗျာဒါပေမဲ့စိတ်ဓာတ်ပြင်းထန်တယ်ဟုတ်လားတချို့လည်းအခုအမဆုကိုစိတ်ပူကြတယ်မပူနဲ့နော်ခင်ဗျအမဆုတော့ခင်ဗျစိတ်ဓာတ်မာတာမရှိဘူးကျွန်တော်တို့ထက်ကိုမာတယ်ကျွန်တော်စိတ်ဓာတ်မာတယ်ဆိုတာအမဆုအိတ်နေသလောက်ရှိတယ်နော်ခင်ဗျားတို့လည်းသိပါတယ်အမတော်ဆန်းစုကြည်စိတ်ဓာတ်ဘလောက်ခိုင်မာလဲဆိုတာနော်ဒါကြောင့်သူ့တာမဏိနှင်းစီလို့ခေါ်ကြတယ်ဟုတ်လားတာမဏိနှင်းစီဆိုပြီးတော့နော်ဘောမတွေထဲမှာဒီလိုဒါစစ်တပ်ထောက်ခံတူပေါ့နော်ငါးမင်းဆိုရင်အားလုံးလည်းသိမှာပါဒါပေမဲ့အခုတူပြောတဲ့စကားတွေမှားတာဒါပေမဲ့ကြော်စိုးဦးဘာပြောထားလဲဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူကတတိမရတော့ဘူးတကယ်တော့ကြော်စိုးဦးဆိုတဲ့ကောင်မျိုးတွေကလေစစ်တပ်ကထင်တာတော့သူတို့ရဲ့ lobby လို့ထင်လိုက်တယ်လုံးဝမားတယ်နော်လုံးဝမဟုတ်ပါဘူးကျော်စိုးဦးဟာစစ်တပ်ကိုပက်ခါကြအောင်လမ်းလွဲအောင်ပျက်စီးအောင်လုပ်နေတဲ့တကယ်ထိရောက်တဲ့စူးညောက်ခလုတ်တစ်ခုပဲဘာဖြစ်လို့လဲသူလုပ်နေတဲ့လုပ်ရက်ကတတ်မတော်အတွက်လူများတတ်မတော်ကိုသူများလေးစားလာအောင်သူများယုံကြည်လာအောင်သူများချစ်လာအောင်လုပ်တဲ့လုပ်ရရှိတာအဲ့ဒါရှိပဲနော်အခုဒီလိုမျိုးဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူတွေကမေ့နေဆိုတဲ့ပေါက်ပန်း40စကားမျိုးကိုပြောရဲတယ်ဆိုစဉ်းစားကြည့်အဲ့လိုစကားမျိုးကိုပြောပြီးတော့ဒီစစ်တပ်ကိုလော်တာပေါ့သူ့မြင်ကတော့ဒါကတော့ပညာမဲ့အတွင်းနဲ့တွေးမယ်ဆိုရင်သူကတော့စစ်တပ်ကိုလော်ဒါပေမဲ့တကယ်ကိုခွဲခြားစိတ်ပြပြီးလေးလေးနက်နက်တွေးကြည့်လိုက်စစ်တပ်ကိုဘာလို့လဲဖျက်ဆီးတာတကယ်ပြောတာအဲ့ဒီကျော်စိုးဦးလိုကောင်မျိုးလော်တဲ့ဟာတွေကိုအဲ့ဒီစစ်ဗိုလ်ချုပ်တွေကလိုက်မှတ်ပြီးတော့လိုက်လုပ်တဲ့၍အဲ့ဒီစစ်တပ်ဘယ်တော့မှချီးတွင်းနေရမှာမဟုတ်ဘူးနော်မပူနဲ့ခင်ဗျားတို့မပူနဲ့သူကစိတ်ဓာတ်အများမာတယ်လို့ तू မပြူလဲသွားဘူးဗျနော်ကျွန်တော်တို့လည်းထောင်ထဲမှာမပြူလဲသွားဘူးမေးကြည့်ထောင်ပိုင်တွေထောင်မှုတွေငါမင်းဆိုထောင်ထဲမှာပြူလဲသွားသလားမပြူလဲဘူးထောင်ထဲမှာတောက်လမ်းလျှောက်တာခင်ဗျာတနေ့4နာရီ5နာရီလမ်းလျှောက်တာခင်ဗျာထောင်ထဲမှာ4နာရီဆိုအမြင့်တောက်လျှောက်မနာဘူးနော်အဲ့လိုလျှောက်တာမပြိုလဲတော့ဘူးထောင်ထဲမှာလုံးဝမပြိုလဲတော့ဘူးထောင်ထဲမှာတချင်းဆိုမပြတ်ဘူးတချင်းလေးတွေပါအော်ဆိုလိုက်သေးတယ်ထောင်ထဲမှာကျွန်တော်အဆိုတော့ကျွန်တော်ဆိုလိုက်ရင်ကြာတဲ့အကျဉ်းသားတွေကဖီးတွေတက်ဟုတ်လားကျွန်တော်ဆိုလိုက်ရင်အကျဉ်းသားတွေကခါတော့ဖီးတွေတက်တယ်ဟုတ်လားနော်ကျိုးမဲ့စုံကျွန်တော်ဝိုင်းကျိုးမဲ့စုံဆိုလိုက်ရင်သူတို့ကကျွန်တော်တို့ထောင်ထဲရောက်တဲ့လူတွေဆိုတာကျိုးမဲ့စုံလေးတွေလို့ပေါ့နော်ဟုတ်လားချစ်ကျိုးတွေပြတ်ပြီးတော့ဟုတ်လားလေနေနဲ့စီပြီးဝေးကြီးကဘာတစ်ဖက်စီရက်ဆက်လုံးနဲ့ကန်တရားရဲ့ဆိုအကျဉ်းသားတွေကဖီးတွေတက်ပြီးတော့တချို့လဲဝုန်းနဲ့ပလဲကျွန်တော်ထောင်ထဲမှာတကယ်ဖြောပြရေးသမားဗျနော်ကျွန်တော်ရဲ့ဘဝတူအကျဉ်းသားတွေလည်းကျွန်တော်ဖြောပြခဲ့တာတချင်းနေတယ်နော်တချင်းတွေအော်ဆိုတာနော်အဲ့လိုမျိုးဗျနော်ဒါကကိုကကြားရနေရမှာကိုယ်နိုင်ငံသားတွေအတွက်ဟုတ်လားအကျိုးပြုရမှာပဲเนาะထောင်ထဲရောက်လဲကိုယ်အကျဉ်းသားတွေရှိတာပဲเนาะကိုလူမျိုးတွေရှိတာပဲအဲ့လိုဗျเนาะအဲ့တော့ဆိုလိုတာကထောင်ထဲမှာကျွန်တော်တို့ကမပြိုလဲတော့ဘူးဘာလို့ကျွန်တော်တို့စိတ်ဓာတ်ကဒီနိုင်ငံတော်ကောင်းရာကောင်းကျိုးအတွက်ဒီနိုင်ငံတော်ငြိမ်းချမ်းရေးအတွက်ပဲစိတ်ရှိတာလေเนาะပြိုလဲတော့လို့ပဲဖြစ်မလဲအဲ့တော့ကိုလည်းသေသွားရင်ဘာမှမလုပ်နိုင်တော့ဘူးเนาะကိုကနိုင်ငံအတွက်လုပ်တယ်ဆိုတာလူမသေးသွားဖို့အရေးကြီးတယ်လူကျမ်းမာနေဖို့အရေးကြီးတယ်နော်အဲ့တော့မှလုံနိုင်တယ်အဲ့တော့အမဆုကလည်း तू စဉ်းစားမှာပဲငါသေသွားရင်ငါဘာမှမလုပ်နိုင်ဘူးငါမကျမ်းမာရင်ဘာမှမလုပ်နိုင်ဘူးသူကိုယ်သူကျမ်းမာရေးစောက်ရှောက်မှာနော်နောက်ပြီးတော့နိုင်ငံတော်အနေနဲ့ကလည်းကျွန်တော်တို့လိုနိုင်ငံရေးအကျဉ်းသားတွေပေါ့နော်ယုံကြည်ချက်ကြောင့်အကျဉ်းသားတွေတော်တော်ဂရုစိုက်တယ်ဗျခုနေ့ကလည်းကျွန်တော်ပြောပြီးကျွန်တော်တို့ကျမ်းမာရေးကိုတခြားလူတွေထက်ဂရုစိုက်တယ်နေ့တိုင်းလာမေးနေတယ်ဟုတ်လားကျမ်းမာရေးကောင်းလားဆိုတခါကျရင်တော့အဲ့ဒီထောင်အရာရှိတွေကိုကျွန်တော်အားနာနော်ကျွန်တော်
ကျွန်တော်တို့ကိုတော်တော် view ဆိုင်တယ်ကျွန်တော်ကိုမှမဟုတ်ဘူးတခြားနိုင်ငံရေးပြစ်မှုနဲ့ဥမာတမတော်နဲ့တဟဇာတအစင်မပြေတဲ့လူတွေလည်းရှိတယ်ဥမာအေယာဝတီသတင်းဌာနကကိုတောင်းဝင်းတို့နော်နောက်မြန်မာနောင်ကကိုဆိုင်တို့နော်အဲ့ဒါတွေရှိတယ်နောက်ပြီးတော့နှင်းစီကျော်မြင့်တော့ကြားဘူးမှာပေါ့နော်နှင်းစီကျော်မြင့်ဆိုတာနိုင်ငံရေးပါတီကြီးထောင်တယ်လေ ကဒါကတော့သူပြောရတဲ့စကားလေးကိုတဘောကြပါဒေါအောင်ဆန်းစုကြည်ဟာဘယ်တော့မှမပြိုလဲဘူးဆိုတဲ့စကားကိုမှန်ပါတယ်ဘာမပြိုလဲတာလဲသူ့ရဲ့စိတ်သူကအသက်ကြီးလာနော်လူရန်တယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ရုပ်ဝတ္ထုကတော့အသက်ကြီးတဲ့ဇရာထောင်းလို့ကြည်လာလေဒေါအောင်ဆန်းစုကြည်ရဲ့စိတ်သက်ဘယ်တော့မှမကြည်ဘူးဘယ်တော့မှမပြိုလဲဘူးဆိုတာကျွန်တော်တို့လည်းကောင်းကောင်းယုံကြည်တယ်နောက်တစ်ခုရှိတာကအခုဒေါအောင်ဆန်းစုကြည်ကိုဖမ်းထားတယ်ထောင်ချထားတယ်လူတယောက်ကိုဖမ်းပြီးထောင်ချရင်ဘယ်လိုနစ်နာလဲထောင်ချခံတဲ့လူနစ်နာတယ်နော်မဟုတ်ပါဘူးအခြားလူတွေအတွက်ဟုတ်ကြဟုတ်လိမ့်မယ်ဒေါအောင်ဆန်းစုကြည်အတွက်ကဖမ်းပြီးတော့ထောင်ထဲထည့်ထားတာဒီသူ့အတွက်တက်တာပါတယ်ဘာဖြစ်လို့ဒီတိုင်းပြည်အတွက်အရာအလုံးကိုစွန့်လွတ်ပြီးတော့အရာအလုံးကိုစွန့်လွတ်ထားပြီးသူ့ရဲ့ကာယညာဏအရာအလုံးဒီတိုင်းပြည်အတွက်ဆိုတာကိုပုံအောင်ထည့်ရမယ်အဲ့ဒီအတွက်ထောင်ထဲထည့်ထားလိုက်ရင်သူ့ကာယညာဏတွေအလုံးကတိုင်းပြည်အတွက်အလုံးလုံးစရာမလိုတော့ဘူးသူနားနေုံပဲနော်ကျွန်တော်ကိုတိုက်ခိုက်တဲ့သူတွေရှိတယ်တော်လိုင်းမှာအလူငွေထဲလို့လူတွေကဒီကောင်ဘာလို့ဝိုင်းထဲကြတာလဲဒီကောင်ကဘလောက်တော်လို့လဲဘလောက်ကောင်းလို့လဲဟုတ်ပါလေကျွန်တော်လည်းဘာကောင်းမဟုတ်ပါဘူးနော်ဒါပေမဲ့ကျွန်တော်ထောက်ဖို့တယောက်ဖြစ်တဲ့အတွက်လူငွေလက်ခံပြီးတော့စုဆောင်ပြီးပို့ရမှာပဲလာထဲတဲ့လူမရှိဘူးလားကျွန်တော်တတ်တာလားဗောဟုတ်တယ်လေလာထဲတာကျွန်တော်ပတ်စံမမဟုတ်လားအဲ့တော့ခုရှိတဲ့ဒီတွေကကျွန်တော်ရာခိုင်နှုန်းရနေဆိုရင်တော့ဟာအလူငွေများများရလေလောဘဆိုတက်လေဗောဘာလို့ကိုရာခိုင်နှုန်းရမှာဟုတ်တပြားမှမရတဲ့အလုပ်ကြီးဟာကြီးကိုလူများများလာထဲရင်ဘာလို့ကလဲများများစည်မှတ်ကလည်းများများမှတ်တိုင်းပြန်ချပေးရတယ်များများစကားပြောရတယ်အဲ့တော့လာမထဲတဲ့လူရှိလေတက်တာလေဘဒူးမှလာမထဲဘူးလေငါ့ကိုဘလူးမှအလူငွေမထဲဘူးကွာငါအလုပ်တော့မယ်ရတယ်ဒါကြောင့်မလို့တော်လိုင်းနဲ့ပတ်သက်လို့အလူငွေကျွန်တော် YouTube တို့ TikTok တို့ကြိုက်တဲ့နေရာတောင်နေရာမှာကျွန်တော်ဗန်မချပေးဘူးထည့်ချင် Messenger ကိုလာခဲ့ကျွန်တော်အလုပ်စနစ်တကျဖြစ်အောင်အဲ့လိုပဲအခုမေစုလဲဖမ်းပြီးကြောင်နဲ့ထည့်ထားတာ तू တက်တာပဲနော်နာဘယ်လိုနစ်နာလဲတိုင်းပြည်နစ်နာဆိုတာတိုင်းပြည်ဆိုတာပြည်သူနော်ကျွန်တော်တိုင်းပြည်မှာနိုင်ငံတော်လို့ပြောလိုက်လို့ရှိရင်မတိအဲ့ဒီနိုင်ငံကိုခေါင်းဆောင်နေတဲ့သူတို့ထင်တယ်နိုင်ငံတော်ဆိုတာခမည်းတော်ကျွန်တော်တို့ကိုပြောတာပြည်သူကိုပြောတာနော်ကျွန်တော်2015ရွေးကောက်ပွဲဒီမဲဆွဲကာလမှာခေါ်ကြတယ် NLD ရဲ့ဝင်ဖို့အချမ်းပါတီလေးတွေကျွန်တော်ခေါ်လာရှိဘူးလေပယ်ထဲမှာကျွန်တော်မဝင်ခဲ့ဘူးဘာဖြစ်လို့လဲအဲ့ဒီပြည်သူဆိုတဲ့နေရာမှာနေခြင်းလို့ NLD မားလား NLD နဲ့ဆော်လို့ရတယ်ကြက်ဖို့မားလားကြက်ဖို့လည်းဆော်လို့ရတယ်အဲ့ဒီပြည်သူနေရာမှာနေခြင်းလို့ကျွန်တော်ပါတီထဲမှာမဝင်ခဲ့ဘူးအေးတော်လိုင်းအလွန်ကာလမှာတက်တော်တော်ရင်ထောက်ဖို့လုပ်ရင်းနဲ့လူပိုတိလာတယ်ဒါတော့ပဲအဲ့တော့ပြည်သူကနစ်နာတာဒီဘာကြောင့်တော့စုကြည့်လို့လူမျိုးကိုဖမ်းထည့်လိုက်တယ်ပြည်သူနစ်နာတာပဲနော်အဲ့တော့ဒေါအောင်ဆန်းစုကြည်လို့ဒီလိုဟိုဒီတိုင်းပြည်မှာနှိုင်းစေရလူမရှိတဲ့လူကိုမပြောနဲ့ဘာမှမဟုတ်တဲ့သူ့လိုကိုယ့်လိုရက်ွက်သေးကနော်ထောက်ဖို့လုပ်နေတဲ့ကျွန်တော်လိုလူမျိုးပဲကြည့်ကျွန်တော်တို့ထောက်ဖို့တယောက်ထောက်ဖို့မလုပ်ဘူးဘယ်လိုနစ်နာတိုင်းပြည်နစ်နာတာပဲကျွန်တော်တို့လူမျိုးထောက်ဖို့တွေအယောက်100လောက်ပေါ်လာမယ်ဘယ်ဟာကောင်းလာလဲဒီတိုင်းပြည်လွတ်မြောက်ရေးအတွက်ကောင်းတာပဲအဲ့တော့လုံတဲ့လူတွေကိုဖမ်းပြီးတော့ထဲလိုက်တာနှိပ်ကွက်လိုက်တာဒီလုံတဲ့လူတွေမနစ်နာပါဘူးနိုင်ငံနဲ့ပြည်သူနစ်နာတာအဲ့တော့ဒေါအောင်ဆန်းစုကြည်ဆိုတာအခုဒေါအောင်ဆန်းစုကြည်ကိုနေမကောင်းလို့ AI ပုံနေနဲ့ဟိုဘကောင်တွေဖွာနေကြတယ်မျိုးစုံနော်ကျွန်တော်အမေစုအတွက်လားအထူးစိုးပြီးစိုးရင်စရာမရှိဘူးယုံကြည်တယ်အမေစုရဲ့ဖုံးတော့ကံတရားကိုလည်းယုံကြည်တယ်သူ့ရဲ့နိုင်ငံအပေါ်ထားတဲ့စိတ်ကိုလည်းယုံကြည်တယ်ဒေါအောင်ဆန်းစုကြည်လိုလူမျိုးကိုအခုလိုထောင်ထဲမထည့်ပဲနဲ့ကျွန်တော်တို့အတုံးချပြီးတော့ဒီနိုင်ငံတိုးတက်အောင်လုပ်မယ်ဆိုရင်ဒေါစုကြည်ဆိုတာကဘာကလေးစားတဲ့ပုံကိုနော်တိတဲ့အဆင့်မဟုတ်ဘူးအခုလက်ရှိထိုင်းမှာလီဇာဆိုတာကဘာကတိတဲ့အဆိုတော်အဆင့်မရှိဘူးသူ့ကိုလေးစားတဲ့နေရာမှာထားတာမဟုတ်ဘူးသူ့ကိုလူချစ်တယ်လူတိတယ်အဆိုတယောက်နေတဲ့ပေးတဲ့အားပေးတဲ့နေရာမှာထားတာအဲ့တော့ကိုရီးယားနဲ့ထိုင်းကိုကူတို့ဟိုတွားတော့လာလိုက်လို့တယ်
အဲ့တော့ကိုရီးယားထိုင်းရောနှစ်နိုင်ငံတော့တူအိတ်လို့ဖြစ်နေတယ်ဒါပေမဲ့တကယ်ထိုင်းနိုင်ငံဖြစ်အတွက်ထိုင်းနိုင်ငံတူဘာလုပ်လဲခီးတွားတန်တမန်ဖြစ်ခန့်အပ်လိုက်အဲ့ဒါဘာလုပ်တာလဲကဘာကတိယုံတိတဲ့လူလေးကိုတောင်မှသူတို့နိုင်ငံအတွက်သူတို့တုံးချတာကျွန်တော်တို့တိုင်းပြည်မှာကဘာကလေးစားရတဲ့ပုံကိုနဲတော့အစ်မဟုတ်ဘူးနိုဘယ်ငြိမ်းချမ်းရေးဆုဆိုတာပေါက်ပန်း40ရချင်နေရတာမဟုတ်ဘူးအခုသမ္မတဒေါ်နယ်ထရန့်နိုဘယ်ဆုရချင်တာတပိုင်းသေးနေတယ်နော်သူ့ရဲ့အမေရိကန်သမ္မတဆိုတဲ့ပါဝါကိုတုံးတယ်ဟိုနိုင်ငံစစ်ပွဲရက်ဒီနိုင်စစ်ပွဲရက်ဒါတွေကိုတုံးပြီးတော့သူကသူစစ်ပွဲရက်နိုင်တယ်သူကငြိမ်းနိုဆုနဲ့ထိုက်တန်တယ်ဆိုတဲ့ဟာကိုဒါအားလုံးလည်းမြင်လိမ့်မယ်တကယ်တော့သူ့ရဲ့အရေးရှင်းလားမဟုတ်ဘူးအမေရိကန်ရဲ့သမ္မတဆိုတဲ့ပါဝါကိုတူရထားလို့နော်ဒါပေမဲ့တူဒီနိုဘယ်ဆုဘာလို့လိုချင်လဲနိုဘယ်ဆုတန်ဖိုးရှိလို့လေအဲ့လိုတန်ဖိုးရှိတဲ့နိုဘယ်ဆုကိုကျွန်တော်တို့တိုင်းပြည်ခေါင်းရထားတာကြာပြီအဲ့ဒီလိုပုံမျိုးကိုအတုံးချပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုတိုးတက်အောင်သူများနိုင်ငံတွေနဲ့မြင့်မားအောင်လုံးလို့ရရဲ့သားနဲ့မလုံပဲနဲ့ဒီမြို့ကိုဖန်ထောင်တဲ့ထက်ဒီတိုင်းပြည်ကိုအခုလိုဖြစ်စည်းနေတာဒီနစ်နာတာကဒေါအောင်ဆန်းစုကြည်မဟုတ်ဘူးနစ်နာတာတိုင်းပြည်နစ်နာတာဖြစ်တဲ့အတွက်ပြည်သူနစ်နာတာရှင်းလေးဒေါအောင်ဆန်းစုကြည်ကိုတပ်ပလိုက်တာဒေါအောင်ဆန်းစုကြည်ပြုံးလေးအသေးခံပါမှာဒေါအောင်ဆန်းစုကြည်ကိုတပ်ပလိုက်တော့ဒေါအောင်ဆန်းစုကြည်သေသွားတယ်ဒီတိုင်းပြည်ကဒေါအောင်ဆန်းစုကြည်ဆုံးရှုံးသွားရင်ဟာဒေါအောင်ဆန်းစုတက်ခံကြည့်ရနစ်နာလိုက်တာမထင်နဲ့နစ်နာတာဒီဘာလဲတိုင်းပြည်နစ်နာတာဖြစ်အတွက်ဒီရုပ်တံကိုကြည့်နေတဲ့ခင်ဗျားတို့ကျွန်တော်တို့နစ်နာတာရှင်းလေးနော်အဲ့တော့ဒီစစ်ဖို့ချုပ်တွေအနေနဲ့ပြန်စဉ်းစားမှာကနေဝင်းခေနော်အစိုးဆုံးတော့တန်းရွှေလို့စောမောင်လို့ခေပေါ့နိုင်ငံပိုင်သတင်းစာနိုင်ငံပိုင်ရေဒီယိုနိုင်ငံပိုင်တယ်လီဗီရှင်းကနေမျိုးစုံပြပကိုပြဖြစ်ကာတွန်းနေဆွဲမမြင်ချင်တဲ့အဆုံးပဲဗျာအရင်ခေတ်ကအဲ့တစ်ခေတ်ကတိမှာပါတိုက်ခိုက်ခဲ့ကြဒေါအောင်ဆန်းစုကြည်ဘာဖြစ်လဲဒေါအောင်ဆန်းစုကြည်ဟာအခုတို့တိုက်ခိုက်နေတယ်လို့မှားနေတယ်ဆိုရင်ဘယ်ပြိုလဲသွားတာကြာပြီရှင်းလေးအဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာဒီအကျင့်တွေကိုကျွန်တော်ဖျောက်ခါတော့မယ်လူတယောက်ကောင်းစားတယ်ဆိုတဲ့နေရာမှာနေရာရောက်သွားတယ်ပေါ့နော်အခုကျွန်တော်ထောက်ဖို့လုပ်ဟာကျွန်တော်မနာလိုတဲ့လူရှိတယ်တော်လိုင်းဘက်ကတော့ဟိုဘက်ကမဟုတ်ဘူးနော်ဒီကောင်ကဘာဖြစ်လို့အလူငွေရတာလဲအလူခံရင်တူထိုင်းမှာဒီကောင်ကဘာဆယ်လီလားဒီနေ့ချိန်ကြီးကျွန်တော်ဆယ်လီတို့မှတ်ထားဘူးနော်ဘာဖြစ်လဲငါထောက်ဖို့တယောက်ထောက်ဖို့တောင်းဝင်ထောက်ဖို့လုပ်တယ်ထောက်ဖို့တောင်းဝင်လုပ်တာဖြစ်တဲ့ကိုယ့်လုပ်ကိုအလုံးနဲ့တူအောင်လုပ်တယ်အဲ့ဒီပုံမှာလူတိတယ်အော်တပြင်းပြင်းနဲ့လူတိလာတဲ့ပုံမှာချစ်တဲ့လူပေါ်တယ်လို့မုန်းတဲ့လူရှိတယ်လို့ချစ်တဲ့လူတွေရှိလာတာပဲနော်စောင့်မြင့်ကြတဲ့လူရှိတယ်ကိုကူညီဖေးမတဲ့လူတွေရှိလာတာပဲအဲ့တော့ကူညီဖေးမတဲ့လူတွေကြောင့်ကျွန်တော်အဝတ်တစ်ခုပို့ရမယ်အစားတစ်ခုပို့ရတာဒါတော့မနာလို့တော့ဖြစ်လို့မရဘူးဒါမနာလို့ဖြစ်ပြီးဒီကောင်ဘာဖြစ်ညာဖြစ်ဖမ်းမယ်ဖီးမယ်တတ်မယ်ဖြတ်မယ်ဆိုဘလူနစ်နာကျွန်တော်ဒီထောက်ဖို့တွေမလုပ်ကြရင်တော်လိုင်းနစ်နာဆိုပြည်သူနစ်နာတာအဲ့တော့တိုင်းပြည်အတွက်လုံနေတဲ့သူတို့တွားတိုက်ခိုက်တာဒီလုံနေတဲ့သူမနစ်နာပါဘူးတိုင်းပြည်ပဲနစ်နာတာပါနော်ဒါလေးကိုအားလုံးသိဖို့လိုတယ်အဲ့တော့အမေတော်အောင်စုကြည်နေကောင်းလားကျမ်းမာလားဆိုတာမပူပါနဲ့စစ်အုပ်စုကကောင်းကောင်းသိပါတယ်နိုဘယ်ဆုရှင်တယောက်ကိုနိုဘယ်ဆုရှင်တယောက်သေသွားတာနဲ့ချက်ချင်းကဘာကိုကြီးညာပေးရတာဘာယောဂဘာကြောက်ဆိုတော့နိုင်ပိုင်းအတွင်းကဘာကစစ်ဆေးရေးဝင်ပါတယ်တကယ်ပဲသူ့ယောဂနဲ့တည်ရတာဘယ်လိုလဲအကဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တယောက်လောက်ကြံတက်ဖြတ်လိုက်မယ်ဆိုရင်ကဘာကချက်ချင်းစစ်ရေးရရေးယူဝင်ရှိတယ်ဒါကိုစစ်ကောင်းဆောင်တွေကကောင်းကောင်းတီးတဲ့အတွက်တန်းရွှေနေဝင်းတန်းရွှေစောမောင်တိမ့်စိန်ညွန်ဆက်တဲ့ဖြင့်အဆက်ဆက်နော်အန်တကျိတ်တောက်ခောက်ပြီးတော့ထိုင်ကြည့်ခဲ့ရတဲ့အမျိုးသမီးပါဒါကြောင့်မို့လို့အမေတော်ဆန်းစုကြည်အတွက်စိတ်မပူကြပါနဲ့ကျွန်တော်တို့စိတ်ပူရမှာကိုယ့်အတွက်ကိုပူကြငါတို့ဒီတိုင်းပြည်လွတ်မြောက်မှဒီတိုင်းပြည်များနေငါတို့ကြံမိခဲ့တဲ့ငါချစ်တဲ့သားငါချစ်တဲ့သမီးလေးငါချစ်တဲ့မီးလေးဒီလူတို့ရှိတဲ့တိုင်းပြည်မှာနေကြံခဲ့ရမှာလူတို့အုပ်ချုပ်တာကိုခံရမှာအကယ်၍ငါတို့ဒါအောင်နိုင်အောင်မလုပ်ဝမ်းနိုင်ငါသားလေးငါချစ်လိုက်ငါသမီးလေးငါချစ်လိုက်တာစုပ်ပြတ်တဲ့တိုင်းပြည်မှာထားပြခဲ့ရမှာထားနိုင်လားဆိုတဲ့အတွေးမျိုးတွေးရမှာတကယ်နစ်နာမှာကျွန်တော်တို့ပါဒေါအောင်ဆန်းစုကြည်ဘာမှမဖြစ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီဒေါအောင်ဆန်းစုကြည်ချစ်လာတော်လိုင်းပို့အားဆိုင်လို့ဘာဖြစ်လို့လဲခမရတော့ဗျာတော်လိုင်းလုပ်နေလို့အချိန်တိုင်းတော်လိုင်းပဲလုပ်ခိုင်းမှာပေါ့ပြောလိုက်မယ်မဟုတ်ဘူးကျွန်တော်တက်လုံးတော်လုပ်ချင်ပါလဲဆိုတော့လုပ်ခွင့်မရှိဘူးဒီကာလပဲလုပ်ခွင့်ရှိတာဒီကာလအလွန်မှာမင်းအောင်နိုင်ပဲနိုင်ဝါးဒီဖြစ်စီတော်လိုင်းဘက်ကပဲနိုင်ဝါးဒီဖြစ်စီ
အဲ့ဒီချိန်ကျမှကျွန်တော်တော်လှန်လှုပ်ချင်လိုက်တာဗျာတော်လှန်ရေးမှာပါဝင်ခြင်းလို့ပါလာကျွန်တော်တော်လှန်ရေးပါဝင်ပေးမှာရော့တိတ်1000ပေးပါမယ်ကျွန်တော်တော်လှန်ရေးသမားလို့ကျွန်တော်တတ်မှတ်ပေးပါဆိုဘယ်သူမှတတ်မှတ်ပေးလို့မရဘူးတိတ်1000ပေးပါမယ်မရဘူးအဲ့တော့ဒီကာလတစ်ခုမှာပဲကျွန်တော်တို့ကဒီတမိုင်းပေးတဲ့တောင်းဝင်ကိုလှုပ်ခွင့်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အရွယ်ရောက်တဲ့ဒူတိုင်းဟာဒီအောင်ပွဲကိုရအောင်ယူရမှာဒါတမိုင်းပေးတဲ့တောင်းဝင်ဒါကြောင့်မို့လို့သူ့ကိုငါမနာလို့ငါ့ကိုသူမနာလို့သူ့ကိုငါလူမျိုးခွဲငါ့ကိုသူလူမျိုးခွဲနော်သူ့ကိုဘာသာခွဲငါ့ကိုဘာသာခွဲသူ့ခေါင်းဆောင်နဲ့ပြိုင်ငါခေါင်းဆောင်နဲ့ပြိုင်ဒီလိုမလိုလားအပ်တဲ့အာယုံတွေအားလုံးကိုကျွန်တော်ခေါ်ချအောင်ဒီဇိုင်းမက်နဲ့ငါတို့တော်နိုင်နိုင်အောင်သွားမယ်နော်ဒီကောင်ငါကြည့်ဒီကောင်ကစောက်ခွက်ကြည့်လို့မရဘူးစောက်ကြီးစောက်ကျင်နေဟောဒါဒီကောင်တလားကိုတော်နိုင်ရုံသူ့ရဲ့အကျိုးပြုမှုအားရှိတာပဲသူ့ကိုလောက်ကြမဲ့လူတော်ဘာလုပ်ကြမလဲတားဆီးပေးရတယ်နောက်အချိန်ကြမှာလားတော်လိုင်းပြီးတဲ့အချိန်ကြမှာလားကြိုးဝဲပြီးမှထိုးတရတော့ကြီးရေမကြီးရှင်ပြီလားဓာတ်ကြောင်ကြောင်းကြိုက်မယ်လားတိတ်ထိုးဘလူးလက်တွက်တယ်ဒါပေမဲ့ဒီတော်လိုင်းကာလမှာကိုသေလောက်ကိုယုံတဲ့လူဖြစ်နေပါစေသူဟာတော်လိုင်းရေကိုအကျိုးပြုတ်နေတယ်ဆိုရင်ဘာလုပ်ကြမလဲကျွန်တော်သူ့ကိုစောက်ရှောက်ပေးရမယ်ကာကွယ်ပေးရမယ်တိုက်ခိုက်ဖို့အဝေးဒါကိုလူတိုင်းသဘောပေါက်ဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့အတ္တတွေမာနမကျင်တဲ့ချက်တွေမနာလိုမှုတွေနဲ့ဆက်သွားကြမယ်ဆိုရင်နင့်နာတော့မှမတူဒါလေးကိုအားလုံးသိသိချင်ပါတယ်เนาะဒီဗီဒီယိုဖိုင်မှာစစ်တပ်ထောက်ခံသူဆိုပေမဲ့ဦးနှင်းစီပြောရတဲ့တမ်မဏိနှင်းစီဆိုတဲ့စကားလေးကိုတော့ကျွန်တော်ကျေးဇူးတင်ပါတယ်เนาะအဆုံးထိကျေးဇူးအပ်ပြီးကြတဲ့ရုပ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီညတော့ဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါမယ်